play ကတော့ပေါ်ပြန်ပြီ play ကတော့ပေါ်နေပြီနော်ဟာလွဲလာပြီဟေးကဲသွားပြန်ဂါဖေးနဲ့ game player တို့ရယ်နော် 3k ကြေးပွဲလေးဖြစ်ပါတယ်နိုင်ကြကတော့6000လေးပါနော်တစ်ဖက်ကို 3k ပါနော်ဂါဖေးပဲနော်ဘေးကမွန်ဆန်တို့ပဲဂါဖေးချိန်ထားခဲ့တယ်ဗျာနော်ကဲ game player လည်းမပေးချင်ဘူးဆိုတော့သူကလူတွေဗျာတဘောတော့ကန်လိုက်ပြီးဂါဖေးပြက်မှာလားဂါဖေးရတယ်ဂျီကွန်3သိနေပါညာနဲ့ play ကညာပါညာညောင်ဆုံးမရှိတဲ့အချိန်မှာပဲလားတဘောတော့ကိုပြပြီးကန်လိုက်ပြန်ပြီရောဂါဖေးကောင်းလိုက်တာရောဂါဖေးရရောကဲ game player ပဲပြန်ချတာ game player ကောင်းလိုက်တယ်ဗျာကောင်းလိုက်တဲ့ game player စပယ်ရှောင်ပြီးတော့စော့သွားတာတကယ်ကောင်းနေဗျာနော်ကြည့်လိုက်ကြအောင်နော်ဟုတ်လားခုနက sorry ပါခုနကဂါဖေးကန်ခံပြန်ပြီးတဘောတော့ပြက်ပါလားဂါဖေးဒီဘွဲဂါဖေးလစ်နေကြတာနော်ဒီဘွဲဂါဖေးကိုဒီဘွဲဂါဖေးအတွက်ကနည်းနည်းလေးအောင်အစင်မပြေနိုင်ဘူးနော်ဟုတ်ဗျာဒါကတော့ကောက်တာအစင်ပြေသေးတယ်မလားကဲတဘောတော့ကန်လိုက်ပြန်ပြီးအောင် game player ဒိုင်းမီကြီးက game player အတွက်ကတော့ဒုံးဝအောင်ပါဖက်ဖြစ်နေတာတော့ဒိုင်းမီက play ကလည်းရှိသေးတယ်တွေ့လား game သားဝင်လို့တားကြီးမပြတ်မယ်နော်အေးတိတယ်ဗျာအဲ့ရောက်အားရောက်ဟုတ်တယ်ရောက် game player ကောင်းလိုက်တာ game player တပုတ်တကုံကလည်းမပြတ်ဘူးအဲ့လောက်ထင်တော့ကြီးမလွယ်နေဘူးနော်ရောက်ကဲကောင်းလိုက်တဲ့ game player ရောင်ကြီးကဲ game player ကန်လိုက်ပြီတော့ပြတ်သွားတာရောင်ကြီးညောင်တို့ပြန်ပြီးပေးလိုက်ရတာ play ကတော့ပေါ်ပြန်ပြီ play ကတော့ပေါ်နေပြီနော်ဟာလွဲလာပြီဟေးကဲသွားပြန်ပြီအမားကြီးအားရောင်ပြတ်နေရောင် What is that ကဲဒါဆိုတော့ကျွန်တော် game play ကနိုင်သွားပြီဗျာ zero gaming ကျွန်တော်ကတော့ game play ကပြန်သေးမှလို့ထင်တာဒါပေမဲ့ game play ကမသေးဘူးသူ့ရဲ့ timing နဲ့ကဲတကယ်ကောင်းပါလေဗျာနော် zero gaming